ကျွန်တော်ရဲ့ခွန်ဖူတာလေးကအခုဆိုရင်ဆရာဝန်နေစီပြန်ရောက်နေပါတယ်ဆရာဝန်စိတ်ခုနေပါโอเคလုံးဝ၄နှစ်ကျော်၅နှစ်အသုံးပြုပြီးတခါလာအခုလိုစပြီးတော့စီရင်ရောက်ပါပြီခင်ဗျာဒါလေးကတော့ဟာပြီပေါ့တော့ဒါလေးကဒီကားရီတိုင်ကြီးကြာတယ်โอเคအဲ့မှာဒါလေးကတော့ပြောင်းလဲသွားတာပေါ့အခုဆိုရင်ဒါအိမ်ကထိုင်ကုန်နဲ့တစ်စက်တူဖြစ်သွားပါပြီတန်တန်ဒီလေးကတော့ဘယ်လိုဖြစ်သွားလဲဆိုတော့